အနိုင်ကျင့်လို့ရှိရင်ဘယ်လိုဖြစ်တတ်တယ်လဲဆိုတဲ့ဇာလန်းလေးတစ်ပုဒ်ကိုသင်ခန်းစာအဖြစ်မှတ်တမ်းတင်ပြီးတော့ကြည့်950ဇာတ်ထဲမှာအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာနောက်တစ်ချိန်ကျတော့ဘယ်လိုဒုက္ခရောက်တယ်ဆိုတာပြောဘယ်လိုဒုက္ခရောက်တတ်တယ်ဆိုလောကလူခါနိုင်နေတဲ့အချိန်မှာကျတော့သူအနိုင်ကျင့်တာပဲတနေ့ကျတော့အချိန်လေးဆိုတာပြောင်းသွားတာသိတယ်လေနိုင်တော့ကအနိုင်ကျင့်ထားတယ်တစ်ချိန်ကျတော့သူဟာအနိုင်ကျင့်နိုင်တဲ့အားတွေမရှိဘူးဆိုတဲ့အချိန်မှာပျက်စီးဆုံးရှုံးတတ်တယ်ပေါ့ဒါကြောင့်မို့တန်ဝေကအလွန်ရစရာကောင်းတယ်ကိုကအသာစီးရနေတဲ့အချိန်ပေါ်မှာသူများကိုမဖိရဘူးအနိုင်မကျင့်ရဘူးအသာစီးရနေတဲ့အချိန်မှာကိုကညှတာရမယ်ဆိုတဲ့လူရဲ့စိတ်နေသဘောထားတွေကိုလူတိုင်းဟာခံယူပြီးတော့ထားမှာဖြစ်တယ်ဒီဇာလန်းလေးကတော့သင်ခန်းစာယူဖို့အတွက်ဟောထားတာပဲဖြစ်တယ်နော်အဲ့ဒီမှာဒီတောကြီးတစ်ခုထဲမှာဆင်အုပ်ကြီးကဖြတ်ပြီးတော့သွားတဲ့လမ်းကြောင်းရှိတယ်အဲ့ဒီဆင်အုပ်ကြီးဖြတ်သွားတဲ့လမ်းကြောင်းမှာဒီစားကလေးတစ်ကောင်အားမရှိတဲ့စားကလေးတစ်ကောင်အတိုက်ကလေးလှုပ်တာခြုံပေါ်မှာအတိုက်ကလေးလှုပ်တာတော့အဲ့ဒီအတိုက်ထဲမှာဥလေးနှလုံးဥထားမကြခင်မဲ့အဲ့ဒီဥလေးနှလုံးကနေပြီးတော့စာပေါက်စားလေးတွေကလေးလေးတွေပေါက်လာခုဒီနောက်မှာလည်းပဲရှိတာပဲတစ်ပင်ပေါ်မှာစာတိုက်ကလေးတွေနော်အဲ့ဒါလို့အတိုက်ကလေးလှုပ်ပြီးတော့ဥလေးတွေဥထားပြီးအကောင်သေးသေးလေးတွေအဲ့တော့စာကလေးဆိုတာသူ့မှာဘာအင်အားမှမရှိရှာသူကလေးလေးတွေကိုသူကာကွယ်တယ်ဆိုတာမြည်တတ်ရုံပဲရှိတယ်ကြွေးခြင်းကြွေးမယ်အော်ရင်အော်မယ်ဒါတော့ပဲရှိတယ်သူကဘာမှခုခံကာကွယ်နေသူ့မှာဖြောင်းလည်းမရှိဘူးဓာလည်းမရှိဘူးနော်အဲ့ဒီလိုအခြေအနေမျိုးမှာဆင်အုပ်ကြီးကသူ့အတိုက်ရှိတဲ့ခြုံလမ်းကြီးကိုဖြတ်လာခဲ့ဆင်အုပ်ကြီးတက်လာတဲ့အခါမှာခေါင်းဆောင်ဆင်ကြီးရှေ့ကိုသူကသွားပြီးတော့အမှုရာနဲ့ဆင်ကြီးကိုပြောပြတယ်။ဘာပြောတော့ဆိုဝဏ္ဏမိတံကုံစရတတ္ထိဟာယနာဆင်ဆိုတာအနှစ်60ရဲ့နောက်ပိုင်းမှာအင်အားကြီးရောကျသွားတယ်တဲ့။ဆင်ရဲ့အင်အားဟာအနှစ်60အတွင်းမှာပဲရှိတယ်။အခုခေတ်ဆင်နေတော့ဘယ်လောက်ရှိတယ်တော့မသိဘူးဆင်သမားမေးမှရမှာ။စာထဲမှာတော့တတ္ထိဟာယနာဆိုတာဆင်းရဲ့အသက်60နောက်မှရော့တယ်လူတွေလည်းပဲ60ဆိုရင်တော့ရော့သွားတာသိကြတယ်နော်60ကျော်သွားလို့ရှိရင်သူဟာအင်အားတွေရော့သွားတယ်အာရိညကံယူထပတိယတတ်တိသူကဆင်အုပ်ကြီးကိုခေါင်းဆောင်ပြီးတော့လာတဲ့ဆင်မင်းကြီးအဲ့ဒီဆင်မင်းကြီးကိုသူကပက္ခေဟိတံပင်စလိကံကရောမိအတောင်ကလေးနှစ်ဖက်ဖြန့်ပြီးတော့ဆင်မင်းကြီးကိုရှ िख ိုးပါတယ်မာမေဝတိပုဒ္ဒကေထုတ်လာအားမရှိတဲ့ကျွန်တော်မရဲ့သားကလေးတွေကိုမတတ်ပါနဲ့တခြားလမ်းကသွားပါဒီလမ်းကသွားရင်ဆင်ဆိုတဲ့အကောင်သွားရင်ဆင်သွားလမ်းဖြစ်လေခြုံကတက်နေသွားရင်ဒီကောင်လေးတွေအကုန်သေးကြမှာအဲ့ဒါကိုသူကလမ်းကနေကြွတင်ပြီးတော့တောင်းပန်အဲ့ဒါလို့တောင်းပန်လိုက်တဲ့အခါကျတော့အမှန်တန်အကျဉ်းတရားရှိတယ်ညှတာခြင်းရှိတယ်အနိုင်မကျင့်တတ်တဲ့ဆင်ကြီးကဘာပြောတော့ဆိုအေးစိတ်ချငါကာကွယ်ပေးမယ်ဆိုပြီးသူသားသမီးလေးတွေရှိတဲ့ခြုံကိုသူကခွပြီးတော့ရပ်ထားလိုက်တယ်တခြားဆင်တွေကဘေးကနေရှောင်ထွက်သွားကြတယ်သူကနေပြီးတော့ဆင်ကြီးကအဲ့ဒီခြုံပေါ်မှာရပ်နေလိုက်တယ်ရပ်နေလိုက်တော့သူ့အတိုက်ဟာမပြည့်စည်တော့ဘူးဆင်အုပ်ကြီးကသူ့လမ်းသူ့သွားကြတယ်အဲ့ဒီလိုကာကွယ်ပေးလိုက်ပြီးတော့အားလုံးဆင်တွေကလွန်မြောက်သွားပြီဆိုတဲ့အခါကျဘာပြောခဲ့တော့ဆိုအေးငါတို့နောက်မှာဆင်နှကောင်လာလိမ့်မယ်အဲ့ဒီကောင်ကငါပြောတဲ့စကားနားထောင်မှာမဟုတ်ဘူးငါနဲ့လည်းမတည့်ဘူးသူကတကောင်နဲ့နေတာမင်းအဲ့ဒီကောင်ကိုလည်းသွားပြီးတော့တောင်းပန်လိုက်အောင်တောင်းပန်လိုက်ပါသူ့ကိုမင်းပေါ်မှာညှတ်တာဖို့မင်းတောင်းပန်လိုက်ပါလို့ပြောလိုက်တဲ့အခါကျတော့အဲ့ဒီစာကလေးကစာငက်မလေးကသွားပြီးတော့တကောင်နဲ့နေတဲ့သင်္ကွဲဆင်ကြီးလာပြီးအဲ့ဒီလမ်းကြီးတိုင်းဆိုင်ဒီလမ်းပေါ်ဖြတ်မှာပဲသူလဲလာတဲ့အခါသူကခုနလိုပဲဝဏ္ဏမိတံကုံစရဧကစာရီတူးတဲ့နေတဲ့ဥစင်မင်းကြီးအာရိညကံပပတ္တတာရာနုခောစရ
တောအုပ်တောင်ဆောင်တွေပေါ်မှာကျက်စားတဲ့သင်္စင်မင်းကြီးကိုပက္ခေဟိတံပိစကံကရောမိအတောင်နေနဲ့အလေးပြုပါတယ်ရှိခိုးပါတယ်ဆလုလုပ်ပါတယ်ပေါ့ပြောတာပေါ့နော်ဆလုလုပ်ပါတယ်မာမေဝတိပုဒ္ဒကပုဒ္ဒကေဒုက္ခလာယအားမရှိတဲ့ကျွန်တော်မရဲ့သားငယ်ကလေးတွေကိုမသေးပါစေနဲ့မဖြက်စီးပါနဲ့ပြောလိုက်တယ်အဲ့လိုပြောတဲ့အခါကျတော့အဲ့ဆင်ကြီးကမျက်ထောင်နေကြီးနဲ့ကြည့်ပြီးမင်းဘာပြောတယ်မင်းပြပြောတယ်ဆိုပြီးဝဋိတာမိတေလတုကိကေပုဒ္ဒကာဟေ့ငှက်မမင်းရဲ့သားတွေငါအကုန်တတ်ပြစ်မယ်နော်မင်းရဲ့သားတွေကိုငါအကုန်တတ်မယ်ကိမ္မတုဝံကာဟတိမင်းငါဘာတတ်နိုင်မှာလဲငါတတ်လိုက်ရင်မင်းငါ့ကိုဘာတတ်နိုင်မှာဒုဗ္ဗလာတိမင်းမှာအားမရှိဘူးတတံသာတာနိပိတာရိတိနာမင်းလိုငှက်တွေအကောင်တသိမ့်မဲ့လာပါစေငါမမှုဘူးဝါမေနပါရိနပဖောတယဟောဒီငါခြေထောင်းနဲ့အကုန်နင်းခြေပြစ်မယ်ဆိုပြီးရဲရဲဆက်ဆက်အနိုင်ကျင့်ပြီးတော့မလောက်ပါနဲ့ဆိုတော့မှအဲ့ဒီခြုံကြီးကိုတခါတည်းနင်းခြေပလိုက်တယ်ခြုံကြီးကိုဆွဲရန်ပြည့်ရုံနဲ့မကဘူးခြေထောင်းနဲ့အကုန်နင်းခြေလိုက်တော့အဲ့ဒီမှာဟိုငှက်မလေးကဝမ်းနဲ့ပတ်နဲ့တစ်ပင်တစ်ပင်မောကနေကြည့်ကလေးလေးတွေအကုန်သေးကုန်ပြီခြုံကြီးလည်းကြေမွသွားပြီဝမ်းနဲ့ပတ်နဲ့ကြည့်နေရှာပြီးတော့သူကဘာလုပ်တော့ဘာပြောတော့ဆိုငှက်ဆိုတော့အန်သားပါတော့ပါလားမပါလားအန်ကျိတ်တယ်ပေါ့လူတွေဆိုအန်ကျိတ်တယ်ပေါ့နော်သူကအဲ့ဒီငှက်ဒေါသဖြစ်ပြီးတော့သူဘာပြောတော့နာဟေဝတပ္ပထပလီနာကိစ္စအမြဲတမ်းအင်အားအသုံးပြုပြီးအနိုင်ကျင့်လို့မရနိုင်ဘူးတဲ့လောကကြီးမှာနော်ငါအားရှိတယ်ဆိုပြီးတော့အနိုင်ကျင့်ကြလို့မရဘူးတဲ့ဗလံဟိဘာလတ္တဝရာယဟောတိအင်အားဆိုတာဟာလူမိုက်တွေအတွက်သူတို့သေဖို့အတွက်သာဖြစ်လာတယ်ပေါ့အားရှိတိုင်းအနိုင်ကျင့်ကြလို့မရဘူးတဲ့ကရိတမိတေနာကကုံစရာဇအနတ္ထမင်းရဲ့အကျိုးမဲ့ကိုငါလုပ်မယ်ယောမေဝတိပုဒ္ဒကေဒုက္ခလာယအားမရှိတဲ့ငါရဲ့သားငယ်သားသမီးငယ်လေးတွေကိုမင်းတပ်ပြစ်တယ်မင်းရဲ့အကျိုးမဲ့ကိုငါလုပ်ပြမယ်ဆိုပြီးတော့အဲ့ဒီငှက်ကလေးကကျင်းဝါပြီးတော့သူကဘသူစီသွားတော့ဆိုရင်ကြီးတကောင်နဲ့မိတ်ဆွေဖွဲ့တယ်ကြီးကိုမိတ်ဆွေဖွဲ့တယ်ကြီးကိုမိတ်ဆွေဖွဲ့နောက်တစ်ခါရှင်မမိုင်းရင်ကောင်းကိုလည်းသွားပြီးတော့ရှင်မမဲရိုင်းကိုလည်းမိတ်ဆွေဖွဲ့တယ်ပြီးတော့ဖားတကောင်ကိုလည်းမိတ်ဆွေဖွဲ့တယ်မိတ်ဆွေဖွဲ့ပြီးတော့ခင်မင်းရင်းနှီးလာပြီဆိုရင်သူတို့ကမင်းဘာကူညီရမလဲတုံးနဲ့တူမေတ္တာဖြစ်လာပြီဆိုတော့ဘာကူညီရမလဲဆိုကြီးကိုသူကကူညီတောင်းတယ်ဟိုမှာစင်စိုးကြီးရှိတယ်ဒီလမ်းအမြဲသွားတယ်အဲ့တော့အခွင့်သာလို့ရှိရင်သူ့မျက်လုံးကိုနှုတ်သီးနဲ့ပေါက်အောင်နော်ဒဏ်ရာရတော့အောင်လုပ်ပေးပါနော်ဒဏ်ရာရတော့အောင်လုပ်ပေးပါမျက်လုံးနှစ်ဖက်စလုံးဒဏ်ရာရအောင်နှုတ်သီးနဲ့ဆိတ်ပေးပါကြီးကမပူနဲ့တဲ့ငါလုပ်ပေးမယ်ဆိုပြီးတော့ဆင်ကြီးအိတ်နေတဲ့အချိန်တို့မျက်လုံးနှစ်ဖက်ကိုဆိတ်ဖောက်တယ်အနာဖြစ်အောင်လုပ်လိုက်တာပေါ့အဲ့ဒါလို့အနာဖြစ်လာပြီဆိုတဲ့အခါရှင်မမိုင်းရိုင်းကဘာလုပ်တော့သူဘာလုပ်ပေးရမလဲဆိုအဲ့ဒီထံရထဲမှာဥချပေးပါပေါ့ဆိုတော့ရင်မမဲရတယ်ကလည်းဥချပေးလိုက်တယ်နှစ်ဖက်စလုံးလောက်တွေကထိုးဆင်ကြီးကနောက်ဆုံးမှမျက်လုံးကွယ်သွားတယ်အဲ့ဒီမျက်လုံးကွယ်သွားတဲ့အခါကျတော့သူဟာသူသွားတဲ့လမ်းတဖြည်းဖြည်းအစာရေစာခက်ခဲလာတဲ့အခါကျတော့ရေရှာတယ်ရေရှာဖို့ရေရှိတယ်ဆိုတဲ့နေရာဖားကအတန်ပေးတာပေါ့တောင်ထိပ်တက်ပြီးတော့ဖားကအတန်ပေးတယ်ဖားတန်ကြားလိုက်တဲ့အခါကျတော့ခါတိုင်းဖားတန်ကြားတဲ့နေရာရေရှိတယ်ဆိုဆင်ကြီးကလိုက်လာတယ်ဖားတန်ကြားတဲ့စီလိုက်လာတဲ့အခါဖားကပြုတ်ခနဲ့ဆိုအောက်ခြိုက်ထဲခုံချပြီးခြိုက်ထဲကအတန်ပေးပြန်တယ်အဲ့ဒီမှာဟာရေကဒီနားမဟုတ်ဘူးဖားတန်ကဟိုဘက်ကဆိုပြီးအောက်လဲအဆင်းလိုက်ဆင်ကြီးဟာကျွန်းပြန်ကျသွားတယ်တောင်ဆောင်ကနေပြီးတော့ကျွန်းပြန်ကျသွားတယ်နော်အကောင်ပေါက်စားလေး၃ကောင်ကဝိုင်းပြီးတော့ဖန်နေလိုက်တာအားမရှိကြဘူးကြီးကန်းဆိုတာလည်းဘာမှအားရှိတာမဟုတ်ဘူးနော်ဒီစာကလည်းဘာမှအင်အားရှိတာမဟုတ်ဘူး
ရှင်မမဲရိုင်းဆိုတာလည်းဘာမှအားရှိတာမဟုတ်ဘူးဖားကလည်းဘာမှစွမ်းနိုင်တာမဟုတ်ဘူးသို့တော့သူတို့ဟာအကွက်ဆင်ပြီးတော့လုံးလိုက်တဲ့အခါဆင်ကြီးဟာဒုက္ခရောက်သွားသူတို့လှုပ်ရတဲ့ဆင်ကြီးဟာတောင်ပေါ်ကနေချွန်းပြန်ကျပြီးတော့တည်ဆုံးသွားတယ်အဲ့ဒီမှာသူကဆင်ကြီးပေါ်မှာလမ်းလျှောက်ပြီးငါသားငါသမီးတွေကိုတတ်သွားတဲ့ဆင်ကြီးဆိုပြီးတော့ဝမ်းသာအားရသူ့ရဲ့တောကကိုပြန်နေဖြည့်ရှင်းတာပေါ့နော်ရံညှို့ဖွဲ့ပြီးတော့ရံပြန်လောက်တာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကအဆုံးအမကြတော့တတိပေးတယ်သူတို့ပူးပေါင်းပြီးတော့ဆင်ကြီးတကောင်တေအောင်လုပ်လိုက်ကြတယ်ပတ္တဝေရတဝေရိနံရံကိုရံနဲ့ပြန်ပြီးတော့တုံးလိုက်ကြတယ်ဒါပေမဲ့လို့တဲ့ဒီလိုကလေးစားခြေတာမျိုးမလုပ်သင့်ဘူးတတမဟိဝေရံနဂိရထအပိယေနပိကေနစီကိုယ်နဲ့မတည့်တဲ့လူနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့လိုဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးလို့မြတ်စွာဘုရားဆုံးမစကားမိန့်ကြားတယ်ပေါ့ဒီနေရာမှာမြတ်စွာဘုရားကအနိုင်ကျင့်ခြင်းရဲ့အပြစ်အခုလိုနောက်ဆုံးမှာဒုက္ခရောက်တတ်တယ်ပေါ့ဒါကြောင့်မို့အဲ့လိုသူများဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးသို့တော့အနိုင်ကျင့်တာမကောင်းဘူးအနိုင်ကျင့်ခြင်းကြောင့်သူဟာဒီအဖြစ်ဆိုးကိုကြုံရတာဖြစ်တယ်ဝေရဏဂိရထအပိယေနပိကေနစီကိုယ်နဲ့ရန်သူပဲဖြစ်ပါစေဘု து ပေါ်မှာကလေးစားခြေတာမျိုးမလုပ်သင့်ဘူးလို့မြတ်စွာဘုရားဒီဇာလန်းကိုဟောကြားပြီးသင်ခန်းစာယူခိုင်းတာပေါ့အဲ့တော့လောကမှာညာတာခြင်းဆိုတာကရုဏာတရားရဲ့သရုပ်ဖြစ်လို့အချင်းချင်းညာတာတဲ့စိတ်ဓာတ်တွေမွေးမေတ္တာကရုဏာတရားတွေကြီးမားအောင်လုပ်ပြီးတူတူညာတာတဲ့စိတ်ဓာတ်တွေလူတွေရဲ့ဂုဏ်သိက္ခာအနေနဲ့ထိမ့်သိမ်းဆောက်ရှောက်ကြပြီးအနိုင်ကျင့်ခြင်းဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်မျိုးတွေကိုကိုယ်တဏ္ဍာမှာမရှိအောင်ဖယ်ရှားကြရမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အနိုင်ကျင့်ခြင်းနဲ့ညှာတာခြင်းဆိုတဲ့အရာနှစ်ခုဟာအနိုင်ကျင့်ခြင်းဟာအလွန်မကောင်းတဲ့ဆိုးဝါးတဲ့စိတ်နေသဘောထားဖြစ်ပြီးလောက်ရဖြစ်ပြီးညှာတာခြင်းဟာအလွန်ကောင်းမြတ်တဲ့ကရုဏာတရားရဲ့သရုပ်ပဲဖြစ်တယ်ဒါကြောင့်တို့တွေဟာအနိုင်ကျင့်ခြင်းဆိုတာဘယ်ခါမှမလုပ်ဖဲညှာတာခြင်းဆိုတဲ့သဘောတရားငါတို့တဏ္ဍာမှာမေတ္တာအခြေခံပြီးတော့ယင်တဲ့နှလုံးထဲကဒီအနိုင်ကျင့်ခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့ဒေါသတရားကိုရှင်းပြကြမှဖြစ်မယ်လို့ကိုယ်စီမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း